အဲ့ဒီခုနောက်တစ်ခုကကျွန်တော်ဒီ range ကိုကျွန်တော်တော်တော်မကြိုက်ဘူးတော်တော်မင်းရဲ့အနန္တဆိုင်နေငါရဲ့အနန္တဆိုင်နေခံစားချက်တူနေရှိခဲ့တဲ့နောက်မင်းရဲ့အတွေ့အများနဲ့ငါရဲ့အတွေ့အများနဲ့အနာဂတ်တဲ့တူနေထားခဲ့တဲ့တော့ခဏချင်းကင်းမဲ့အယောသားဆုံးခရီးတစ်ခုငါတို့နဲ့ရောက်ကြတိုင်းထားခဲ့ပြီသဘောထားများပြင်းနေစူလမ်းများနဲ့ပြဘာဖြစ်ဖြစ်ပါကွယ်ခရီးများဆုံးနေရှောင်းအဆုံးများချုံရိုက်တော့မှာဒုက္ခတွေကခဏပါအနမ်းများကိုအသက်သွင်းတာခရီးများဆုံးနေရှောင်းလက်တွေဟာယူမမလမ်းဆုံးဟာခဏလေးပါအနမ်းများကိုအသက်သွင်းတာခရီးများဆုံးနေရှောင်းဖြစ်ပါကွယ်ခရီးများဆုံးတဲ့ရှောင်းအဆုံးများချုံတိုင်းတုံးမှာဒုက္ခတွေငါကနာမှာအနမ်းများကိုအသက်သွင်းတာခရီးများဆုံးတဲ့ရှောင်းလက်တွေဟာရင်မမလမ်းဆုံးအခနာလေးပါအနမ်းများကိုအသက်သွင်းတာခရီးများဆုံးတဲ့ရှောင်းခရီးများဆုံးတဲ့ရှောင်းခရီးများအဆုံးတဲ့ရှောင်းကိုလင်းဆိုတာမှတ်လို့ ကိုလင်း အာ ခုနကကိုလင်းဆိုတာမဟုတ်လား ဟုတ်ရဲ့ဒီနာမည် အောင်ကြီးပါခင်ဗျအလောက်ကကြောက်လောက်ပါတယ်ဗျ ဘလူကြောက် ကြောက်စိမ့် အော်ကြောက်စိ ဝါ လောပန်း ဟိုပါပိုင်လိုက်ကတဲ့ မဟုတ်ပါဘူး ဒီလက်ရချင်းပြချက်မှာကျွန်တော်ပြောချင်တဲ့များစားတွေကတစ်ခုကအဲ့အရင်ဆုံးရှင်းမလားနောက်ထားပြောချင်တာကျွန်တော်ကိုတချင်းကိုကျွန်တော်မမတ်မိဘူးဖြစ်သွားတယ်မိသွားတယ်အဲ့ဒီခုနောက်တစ်ခုကကျွန်တော်ဒီ range ကိုကျွန်တော်တော်တော်မကြိုက်ဘူးတော်တော်အဆင်မပြေဘူးပေါ့နော် ကျွန်တော်တခုอ่ะခုနကဆိုလင်းလင်းအတန်နဲ့တချို့တစ်ချက်တွေအရန်တူတယ်ထုံးစံတိုင်းကျွန်တော်အဲ့ဒါမျိုးဆိုမကြိုက် ဟုတ် မဖြစ်စေချင်ဘူးပေါ့နော်အကုန်လုံးကို unique identity ဖြစ်တဲ့အတန်မျိုးနဲ့ပဲသွားစေချင်တာပေါ့နော်ဆိုတော့ကျွန်တော်ထွေထူးမရှိပါဘူး good luck ပါဟုတ် Okay တန်ကောင်းပါစေ နေကကြတော့ဟိုအခုစီရတယ်တော့အခုအကြိုက်ဆုံးဆိုတော့ဖြစ်ဖြစ်ကိုဘယ်လို inspiration ကဘယ်သူစီရယူလဲအဲ့ဒါနေသိချင်တယ် ကျွန်တော်ကိုလေးဖြစ်ပါဟုတ် ကိုလေးဖြူ Okay okay အဲ့ဆိုတော့ဆက်ပြီးတော့ကိုလေးနဲ့လက်တွဲပြီးတော့ဗောနော်ဒီကိုလေးနဲ့တူနေအတန်ကာလိုက်လဲဖယ်ချနိုင်ပါစေလို့ ဟုတ် စ ကဲ့ ကောင်း